ဒီအီရှီမာအိုအာရှိတတားကတော့အဝေးကနေကြည့်ရင်90ဒီဂရီလောက်မတ်ဆောက်နေတယ်လို့ထင်ရတာကြောင့်ကမ္ဘာအကြောက်စရာအကောင်းဆုံးတတားစင်းရင်မှာပါဝင်နေပါတယ်ဒါပေမဲ့ဒါဟာရိုက်ကူးတဲ့အမြင်အာရုံလှည့်စားမှုတစ်ခုသာဖြစ်ပြီးအမှန်တော့တင်းဘော်ဒီဖြတ်တန်းနိုင်အောင်မြင့်ဆောက်ထားတာပဲဖြစ်ပါတယ်ရှန်ဟိုင်းမြို့ရဲ့ပြယူဒီတတားရဲ့ထူးခြားချက်ကတော့စဝိုင်းပုံစံခရုပတ်လမ်းတွေပဲဖြစ်ပါတယ်နေဟာအကန်အသက်ရှိတဲ့မြို့ပါမှာရင်ကြောပိတ်ဆို့မှုကိုဖြည့်ရှင်းမှုဒီလိုစမ်းသက်တဲ့ဒီဇိုင်းနဲ့တည်ဆောက်ခဲ့တာပါလူနိုင်တံတားကတော့တိမ်တွေအထက်မှာရှိနေသလိုပါပဲမြေပြင်ကနေမီတာ300ကျော်မြင့်တဲ့တောင်ကြားကြီးတွေကိုဆက်သွယ်ထားပြီးကမ္ဘာအမြင့်ဆုံးတံတားကြီးတွေထဲကတစ်ခုဖြစ်ပါတယ်နယ်သာလန်ကဒီတံတားကတော့အင်ဂျင်နီယာလောကရဲ့အံ့ဖွယ်ပါပဲအောက်ကနေကားတွေသွားနေချိန်မှာအပေါ်ကနေရေလမ်းကြောင်းအဖြစ်သင်္ဘောတွေဖြတ်တန်းနိုင်အောင်ဖန်တီးထားတဲ့ရေပေါ်တံတားပဲဖြစ်ပါတယ်ပါကစ္စတန်ကဟူဆာနီတံတားကတော့ပြင်ချက်တွေတစ်ခုနဲ့တစ်ခုဝေးကွာလွန်းပြီးလေတိုက်ရင်တရင်ရင်ဖြစ်နေတတ်ပါတယ်ဒါဟာကမ္ဘာအန်ဒီရဲ့အရှိဆုံးတံတားလိုတောင်အတိအမှတ်ဖြူခံထားရပြီးစွန့်စားခြင်းသူတွေအတွက်တော့အချိုက်ပေါ့ဗျာဒါကတော့ကီလိုမီတာ90ကျော်ရှည်လျားပြီးပင်လယ်အောက်ဦးမင်လောင်ကောင်းနဲ့လည်းဆက်သွယ်ထားပါတယ်ဒီတံတားကြီးဟာခေတ်သစ်အင်ဂျင်နီယာပညာရပ်ရဲ့ authority လို့တောင်ပြောလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဗျာ